visa လျှောက်တဲ့အခါမှာပြင်ဆင်ရမယ့် financial documents လေးကိုအချမ်းမြပြောပြပေးဖို့အတွက်ဒီ video လေးကိုလုပ်လိုက်တာဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ကတော့ငယ်တို့က bank statement လိုတာပေါ့နော် bank statement ကတော့6လစာအဝင် interest ရင်းတွေကိုပြသပေးရမယ်နောက်တစ်ချက်ကတော့ဘဏ်ကနေပြီးတော့ဥပမာကိုကမေလ1ရက်နေ့မှာပတ်စံဘယ်လောက်ရှိပါတယ်ဒီ bank account မှာဘယ်သူရဲ့ account ပြီးလို့ရှိရင် passport ကဘယ်လောက် number ဘယ်လောက်ဆိုပြီးတော့ပြသထားတဲ့ verify documents တစ်ခုလိုရပေါ့နော်ပြီးရင်နောက်တစ်ခုကတော့ငယ်တို့က real estate ပြီးလို့ရှိရင် property တွေကားတွေ ownership ရှိရဆိုလို့ရှိရင်အဲ့ဒီ documents တွေကိုစာရွက်စာတမ်းအရောင်းဝယ်စာချုပ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့စာရွက်တွေကိုလည်းပြသပေးလို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကားဆိုလို့ရှိရင်ကားရဲ့ကားလိုင်စင်ပြီးလို့ရှိရင်အိမ်ဆိုလို့ရှိရင်အိမ်ပိုင်ဆိုင်ကြောင်းအိမ်မြေစာချုပ်တွေ grant တွေအဲ့လိုမျိုးပြသလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီစာရွက်စာတမ်းတွေဒီအကုန်လုံးကဗမာလိုဖြစ်လို့မရဘူးအင်္ဂလိပ်လိုမျိုး notary ပြန်ထားပေးတဲ့ဟာကိုပဲတန်ရုံးကလက်ခံတာဖြစ်ပါတယ်အခုကတော့ကိုကလုပ်ငန်းလုပ်တာဆိုလို့ရှိရင် business မှာဝင်လာတဲ့ profit loss တွေနောက်တစ်ခုကတော့ဝင်ငွေကိုပေါ့နော်ခွန်ဘလောက်ဆောင်လာရဲဆိုရင်3နှစ်စာအခွန်ချက်လန်နေပြီးလို့ရှိရင်တော့ business တိုင်းစင်နေလိုအပ်တယ်ပေါ့နော်ဒါမှမဟုတ်ဘူးကိုက employee ဆိုလို့ရှိရင် employee pay slip တွေနောက်တစ်ခုဝင်ငွေပေါ့နော်ဘလောက်ဆောင်လာရဲဆိုရင်ဝင်ငွေပေးထားတဲ့ income slip တွေကိုတင်ထားပေးပြီးတော့ visa လျှောက်တဲ့အခါမှာတစ်ခါရေးတွဲပြပေးဖို့အတွက်လိုအပ်တယ်ပေါ့နော်ဒါပေမဲ့ကျောင်းသားကို sponsor ပေးမဲ့သူရှိရဆိုလို့ရှိရင် sponsor letter လိုတယ်ဒီကျောင်းသားကိုဥမာဆိုရင်မိဘဆိုလို့ရှိရင်မိဘကဘလောက်ထိထောက်ပံ့ပေးမယ်ဆိုတဲ့အကြောင်း living expense ကိုကပါဖြစ်တယ်ဆိုတဲ့အကြောင်းပြီးလို့ရှိရင်ကျောင်းစရိတ်ကိုကပါဖြစ်မယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုမျိုးတေချာလေးကို explanation လုပ်ထားတဲ့ letter တစ်စောင်လိုပါတယ်ရှင်ပြီးတဲ့အခါမှာတော့ sponsor ပေးမယ်ဖြစ်တဲ့အတွက်သူ့ရဲ့ bank statement တွေပြီးလို့ရှိရင်သူ့ရဲ့ပိုင်ဆိုင်မှုတွေပြီးရင်နောက်တစ်ခုကတော့ဝင်ငွေထမ်းထားတဲ့အခွန်ဆလန်ကြီးစတာတွေလည်း sponsor ကနေပြီးတော့ပြသပေးဖို့အတွက်လိုပါတယ်ရှင်ဥပမာမိဘကသားသမီးကို sponsor ပေးမယ်ဆိုလို့ရှိရင်မိဘနဲ့သားသမီးနဲ့ကတကယ်ကို directly related ဖြစ်တာကို household member list လို့ခေါ်တယ်အိမ်တော်စုစီရင်ကိုပြရမယ်ပေါ့နော်အဲ့ဒီစီရင်ကလည်းဗမာလိုဖြစ်လို့မရဘူးအင်္ဂလိပ်လိုပဲဖြစ်ရပါမယ်ရှင်ပြီးရင်နောက်တစ်ခုလိုအပ်တာကတော့မိဘကနေပြီးတော့ financially support ပေးမှဖြစ်တဲ့အတွက်မိဘရဲ့ passport ရဲ့မှတ်ပုံတင်ကိုလည်း notary ပြန်ထားပေးတာဖြစ်ရပါမယ်ရှင်တရားဝင်ကနေပြီဆိုလို့ရှိရင်ငယ်တို့က financial summary form ဆိုတဲ့ document တစ်ခုကိုဖြည့်ပြီးတော့မှာပဲတရားဝင်တင်ရမျိုးလည်းရှိရပေါ့နော်အဲ့စာတဲ့နေ့မှာတော့ငယ်တို့ရဲ့ information တွေပြီးရင်ကျောင်းလာကဘယ်လောက်သွင်းထားတယ်ပြီးလို့ရှိရင်တစ်လကိုဘယ်လောက် living expense ရှိပါတယ်စတာတွေကိုလည်းထည့်သွင်းဖြည့်ဖို့လိုအပ်တယ်ပေါ့နော်ပြီးရင်နောက်တစ်ခုလိုအပ်တာကတော့ insurance ဝယ်ရမှာပေါ့နော် insurance ကတော့ဒီဘက်မှာဆိုလို့ရှိရင်ကျောင်းသားတွေက study and protect ဆိုရဲ insurance ကနေပြီးဝယ်ကြရများရပေါ့နော်အဲ့ချိန်မှာ package လေးရှိရဲ6လစာယူမလားတစ်နှစ်စာယူမလားဒါပေမဲ့ကျောင်းသားကဥမာငယ်လို့ဆိုရင်တစ်နှစ်တက်ရမှာဖြစ်တဲ့အတွက်တစ်နှစ်စာလုံး full coverage ဖြစ်အောင်show block ဆိုပြီးတော့ဝယ်ရတာမျိုးရှိတတ်တယ်ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီမှာပြရလိုက်မယ်ပေါ့နော်နောက်ဗီဒီယိုလေးမှာဘာတွေလိုအပ်တယ်လဲဆိုတာကိုထပ်ပြီးတော့ share လုပ်သွားပေးမှာဖြစ်ပါတယ်အားလုံးပဲ bye